ကြက်တွေကတော့လူရောင်ဆောင်တတ်တယ်လို့ရွာကြီးရွာငယ်ပွဲလန်းဈေးတန်းတွေကိုလည်းဖန်တီးတတ်ကြပါတယ်။ထို့သောကြက်တွေကဆေးဆရာဆိုသူများကိုလည်းညတကောင်အချိန်တွင်တော့ရွာကမိန်းကလေးတဦးကမီးမဖွားနိုင်လို့ပါလူတယောက်အသေးအံဖြစ်နေလို့ပါဟုအမောတကောနဲ့လာရောက်ပင့်ခေါ်တတ်လေရှိကြောင်းလိုက်ပါသွားတဲ့ဆေးဆရာများကလည်းဒုက္ခရောက်ခဲ့တဲ့အကြောင်းတွေကိုလည်းကြားဘူးကြမှာပါ။ယခုရေးသားမဲ့ဇာတ်လမ်းကလည်းကြက်အကြောင်းတော့မဟုတ်ပါဘူး။ကြက်ကဲ့သို့လူရောင်ဆောင်ယူတတ်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ဇာတ်ကြောင်းပြောသူကတော့ကျွန်တော်ရဲ့မိတ်ဆွေစောင်းချစ်မောင်ပဲဖြစ်ပါတယ်။စောင်းချစ်မောင်ကစောင်းပညာရဲ့များကိုလည်းလွန်စွာလေ့လာလိုက်စားပြီးတော့လွန်စွာလည်းတတ်သိတယ်လို့စောင်းကိုလည်းနိုင်နှင်းစွာတီးခတ်တတ်သူပဲဖြစ်ပါတယ်။သူရဲ့အပြောအရစောင်းသည်လည်းအခြားဒုတိယများနဲ့မတူဘဲလွန်စွာတာယာပွဲရှိပါတယ်။ပစ္စသိင်္ခနတ်ဆောင်ရဲ့စွမ်းဘက်ကဘေလူဝနိုင်ရဲ့တာယာနူးညံ့မှုများဥဒေနာမင်းရဲ့စောင်းတော်တန်းကြောင့်အဟိတ်တရိတ်ဆန်ဖြစ်တဲ့စင်များကလည်းရင်ပါလာခဲ့ဖို့မောင်ရှင်ရဲ့စောင်းတဲ့ကြောင့်မိမလာကျွန်းမှာနတ်သမီးဆိုသူများမှလည်းလာရောက်ကောက်ခုံပြုံမျိုးကိုစောင်းတဲ့ကိုလည်းဥညွတ်နေမိတဲ့နတ်သမီးများကလည်းမောင်ရှင်အားအပီးတိုင်ဝိညာဉ်နှုတ်ခေါ်သွားပုံကိုလည်းကြားသိရမှာပဲဖြစ်တယ်။ကျွန်ုပ်ဒီလည်းဘဟုတုတများစွာဖြင့်ဘဝင်ကြမိလေတော့တယ်။သူပြောပြတဲ့ဇလန်းများအနက်တော့စောင်းဆရာကြီးတူရဲ့ဖြစ်ရမှန်ဖြစ်တဲ့ဂမ်မီယာဆန်လာတာပဲဖြစ်တယ်။တို့ဖြစ်သူကခွင့်နောက်ပြီးတော့ကျွန်ုပ်ပြန်လဲ၍စီရီကရေးသားထားခြင်းပဲဖြစ်တယ်။လွန်ခဲ့သော260ခန်းကစောင်းပညာရ၌တစ်ဖက်ကန်းထက်အောင်တော်လာတဲ့စောင်းပညာရှင်ကြီးတယောက်ရှိပါတယ်။ထိုစောင်းဆရာကြီးကစောင်းပညာရမှာမြည်၍မြည်မြတော်တဲ့ကြောင်းဖော်ပြရလျင်တော့ဆုံးခန်းတိုင်ပဲမထင်ပါ။ဆရာကြီးရဲ့စောင်းညက်တံကိုကြားလျင်တော့လူသားများပင်မကကြီးငယ်လိမ့်ဆန်များပါလာရောက်၍ဝိုင်းဖွဲ့ပျော်မြူးကနေကြတယ်လို့ဆိုပါတယ်။ဤသို့ဆိုရင်တော့ဆရာကြီးစောင်းပညာသည်မြည်မြစွမ်းရှိကြောင်းကိုမှန်းဆလို့ရနိုင်လိမ့်မယ်။ဤ၍ဤမြပါရမီထူးကဲလာတဲ့စောင်းဆရာကြီးဒီကစက္ကုနှကွင်းအလင်းမရပါကြီး။ဆရာကြီးငယ်စဉ်ဘွားကရေကြောက်ပေါက်၍မျက်လုံးထဲဝင်ရောက်ပေါက်ခဲ့လေတယ်။ထိုရေကြောက်ကြောင့်မျက်လုံးနှကွင်းကိုအလင်းမဲ့ခဲ့ရပါတယ်။ဆရာကြီးအရွယ်ရောက်လက်တော့ဘဝကိုအရှုံးပေးနဲ့အတတ်ပညာတစ်ခုခုသင်ယူမယ်လို့ဆုံးဖြတ်ပြီးတော့စောင်းပညာကိုသင်ကြားခဲ့ပါတယ်။နေမနာညမနာစူးစမ်းသင်ယူခဲ့လျာပါရမီတက်ခံကောင်းမှုကြောင့်ဆိုသလိုစောင်းပညာရ၌တစ်ဖက်ကန်းခတ်တက်မြောက်ခဲ့ပါတော့တယ်။ဆရာကြီးကလည်းထိုစဉ်ကငါးတက်ကြီးဖျားလဲမှာရှိတဲ့ခြံကြီးတစ်ခြံတွင်လူသားများနဲ့နေထိုင်တယ်။တပည့်သားမြေးဆိုသူတွေကလည်းဆရာကြီးအနှင်းတွင်ဝိုင်းဝိုင်းလည်လည်ရှိတယ်။ဒီအတွက်ကြောင့်ဆရာကြီးစားဝတ်နေရေးကျန်းမာရေးကအစားပူပန်ကြောင်းကြခြင်းအလင်းမရှိဖြစ်နေပါတယ်။ဆရာကြီးကလည်းစောင်းတဲ့လက်အပြစ်မခံနေ့စဉ်ညတိုင်းတီးခတ်နေတယ်။ပညာသင်ရွာမပါစကောင်းဟူတဲ့တပည့်သားမင်းများအားအခကျင်းငွေမပါဘဲနဲ့တွင်တင်ပြသလိမ့်ရှိတယ်။လာပြင်းညညလေးသားဆောင်နေဆရာကြီးသည်စောင်းတဲ့ငိမ့်ငိမ့်လေးနဲ့တီးခတ်နေစဉ်လူရွယ်3ယောက်ကဆရာကြီးထံသို့ရောက်လာ၍ဆရာကြီးအနီးတွင်ရိုသေစွာနဲ့ထိုင်ကြလေတော့တယ်။ဆရာကြီးသည်လည်းလူစိမ်းများဖြစ်ကြောင်းကိုမှန်းဆသိရှိနေလေတော့တယ်။မောင်ရင်တို့စောင်းတန်ကိုလာနားထောင်ကြတာလား။လူရွယ်တို့ကဆရာကြီးအားပင့်ခေါ်လို၍လာရောက်ခဲ့ကြောင်းတလေးအစားပြောဆိုလေတော့တယ်။မောင်ရင်တို့ကငါမှစက္ကုနှကွင်းအလင်းမရတာဖြစ်နေတာကိုမသိကြဘူးလား။ဆရာကြီးကိုကျွန်တော်မျိုးတို့ညင်သာစွာတွဲပြီးတော့ခေါ်သွားပါမယ်။ပွင့်လင်းစာနဲ့ပြောရရင်တော့ကျွန်တော်မျိုးမတို့ရဲ့ရွှေနန်းတော်ဖွာမင်းကြီးမင်းသားအဆက်အနွယ်များလည်းဖြစ်ပါတယ်။ခစ်စနစ်ပြောင်းနေ၍ကျွန်တော်တို့ကလည်းလှုပ်ဝက်စွာနဲ့နေခဲ့ကြရပါ။အမတော်ဖះကလည်းဟိုစဉ်ကနန်းတွင်သူရဲ့အဖျော်ခံဘဝနဲ့နေခဲ့တဲ့သူပါ။ညစဉ်ဆရာကြီးရဲ့စောင်းတဲ့တဲ့ကိုကြားနေရတာမို့ငယ်ဘဝကိုပြန်လဲတန်းတာကတကြောင်တာယာနာပြောပွဲရှိလာတဲ့ဆရာကြီးရဲ့စောင်းတန်ကိုလည်းအနီးကပ်ကြားကျင်တာကြောင့်ချင်းချင်းတဲ့ဖြစ်နေမိတာမို့ကျွန်တော်မျိုးမတို့ကိုစင့်တော်၍ခေါ်ခိုင်းခြင်းပဲဖြစ်တယ်။ပြီးတော့အမတော်ကလည်းနန်းစီစိန်နဲ့လဲဝေချိုးတဲ့စွာနဲ့နေရရှာပြီးတော့ကျမ်းမာကြီးကလည်းတိတ်မကောင်းလာပါဘူး။ကျွန်တော်မျိုးမတို့ရဲ့အမကိုတနာတော်မူခြင်းဖြင့်ဆရာတော်ကြီးလိုက်ခဲ့ပေးပါဟုတောင်းပန်ယူကျိုးစွာပြောလေတော့တယ်။တို့နဲ့ဆရာကြီးကလည်းစောင်းကိုထွေးပိုက်၍လူရွယ်3ယောက်နဲ့အတူလိုက်ပါသွားလေတော့တယ်။နိုင်ဝက်ခန့်ကျော်အကြမှာတော့ခြံဝင်းကြီးတစ်ခုထဲကိုရောက်ရှိခဲ့လေတော့တယ်။မောင်းတန်3ချက်ကြားလိုက်ပြီးတော့တကားတန်ကလည်းအစစ်စစ်ကြားနေရတယ်။အမတော်ဖေစောင်းဆရာကြီးကြွလာတော်မူပါပြီ။ဟဲဟုတ်လားဝမ်းသာလိုက်ပါပြီရဲ့။ကဲဆရာကြီးကိုကောင်းမွန်စွာနဲ့နေရာထိုင်ခင်းပေးကြပါကွယ်။ထမ်းမဆောင်ကြီးထဲတွင်တော့အလင်းနိုင်များအမွှေးတိုင်များထွန်းညှိထားလေရာအမွှေးရနံများဖြင့်ဆရာကြီးစိတ်သည်လည်းကြည်လင်လန်းဆန်းသွားလေတော့တယ်။နေရာထိုင်ခင်းအထီးတွေများကလည်းနူးညံ့ဣဆက်နေလေတော့တယ်။ဆရာကြီးကလည်းတလွန်ထက်မှထိုင်ပြီးတော့စောင်းကိုတီးခတ်လေးရှိတယ်။တီးခတ်သည့်ဒေသများကလည်းကုန်းမောင်ဘွယ်ကျိုးသချင်းဖြစ်လေတော့တယ်။စောင်းတန်မှလည်းနူးညံ့ညင်သာလှပြီးတော့တက်ကြပွဲရာဖြစ်နေလေတော့တယ်။အိုးตาရလှပါပြီ။နှစ်ပြိုပွဲရာကောင်းလာပါပြီ။ဖခမဲတော်ဖះနဲ့မဲတော်ဖះကိုလည်းသတိရမိပါရဲ့ကွယ်လို့စွန့်နေတန်းတာလေတော့တယ်။အိုးအမတော်ဖះသတိထားဆင်ကျင်တော်မူပါ။ဒါတွေကတော့သင်္ခါရတွေပဲမဟုတ်လားလို့အထိန်တော်တယောက်ကလည်းဖြောင့်မြပြောဆိုလေတော့တယ်။ခဏကြာမှတော့ဆရာကြီးအားလူရဲသုံးဦးကညင်သာစွာတွဲ၍ပြန်ပို့သွားလေတော့တယ်။တို့ပြည့်ဆရာကြီးကလည်းလာပြေးလာကွယ်များရောက်တိုင်းကိုလည်းအခေါ်လုံး၍သူတို့နောက်သို့လိုက်ပါသွားလေရှိလေတော့တယ်။ဖုံးတော်ပွဲချင်းများရွှေနာတော်စင်တိခတ်ရလေတော့တယ်။
ဒါကိုဆရာကြီးမှဘဝင်ကြနေလေတော့တယ်နန်းတွင်သူတို့မင်းကြီးမင်းသားတို့ရဲ့တလေးတစားအေးပေးခံရသည်ဆိုတော့ဘဝင်ကမကြနိုင်ပါမလားဆရာကြီးကလာပြေးလာပွဲညာများတွင်တော့ရုတ်တရက်ပျောက်သွားလိမ့်ရှိသည်ကိုတပည့်သားမင်းများကလည်းရိတ်စားမိလေတော့တယ်ဒီအခါမှာသတိထားစောင့်ကြည့်မယ်လို့ဆိုကြတယ်လာကွယ်ညာတညာတွင်တော့ထုံးစံအတိုင်းစောင်းကိုပွေပိုက်ပြီးတော့အပြင်သို့ထွက်သွားလေတော့တယ်တပည့်သားမင်းများမှလည်းဆရာကြီးရဲ့နောက်သို့မလန်းမကန်းကနေလိုက်ပါကြည့်ရှုလေတော့တယ်ဆရာကြီးလမ်းလျှောက်သွားပုံကလည်းမျက်မမြင်တယောက်နဲ့မတူဖြောင်တန်းစွာလမ်းလျှောက်နေလေတော့တယ်တစုံတရာနဲ့တိုက်မိထိခိုက်ခြင်းကအလင်းမရှိငါးတက်ကြီးဖះကျောင်းဝင်းတစ်လျှောက်ကိုသွားနေရင်နဲ့ဖះကြီးရဲ့မိုးဝအနီးတွင်ရုတ်တရက်ဆရာကြီးကပျောက်သွားလေတော့တယ်တပည့်သားမင်းများမှလည်းဆရာကြီးအားစိုးရိမ်စိတ်ဖြင့်လိုက်လံရှာဖွေတော့ရာစောင်းတဲ့တဲ့ကြားလိုက်ရလေတော့တယ်စောင်းတဲ့ကြားတဲ့နေရာကိုလိုက်ရှာကြည့်ရင်းနဲ့ဆရာကြီးကိုအံ့ဩဖွယ်ရာတွေ့ရှိလိုက်လေတော့တယ်ဆရာကြီးသည်ငါးရက်ကြီးဖျားရဲ့ဇောင်းနှံတစ်ပေးရှိအုပ်ကူအထက်တွင်တော့မိမ့်ကြီးထိုင်၍စောင်းကိုတိခတ်နေလေတော့တယ်တပည့်သားမီးတို့ကလည်းဆရာကြီးအားဖြောင်းပြခေါ်ယူခဲ့လေရတယ်ဤကိစ္စသည်လည်းသူရိုးသားရုံမဟုတ်မိတို့ဆိုသည်ဆရာကြီးအတွက်တော့စိုးရင်ရလေတော့တယ်မိမိတို့ရဲ့ဆရာကြီးဖြစ်နေလို့မိတို့ပြောဆိုရမည်ကိုမသိကြတော့အာဃာရဝဖြစ်မှာကိုလည်းစိုးနေကြတော့တယ်ဒီတော့ဆရာတော်ကြီးရဲ့ညီအကိုဝမ်းခွဲတော်ဆက်သူဦးပစင်းထံသို့ရှောက်ထားတိုင်တယ်လေတော့တယ်ဦးပစင်းမှလည်းအိမ်သို့ကြွရောက်ခါကဲတကားကြီးဖြစ်စဉ်ကိုပြောပါအောင်တင်မဖေဟာတပည့်တော်တို့အားဆွေတော်မျိုးတော်ဆိုသူတွေကလာရောက်ပင့်ခေါ်ပါတယ်ဖေဟာသူတို့ရဲ့ခမ်းမဆောင်ကြီးထဲမှာတော့တပည့်တော်နန်းတွင်းနဲ့ပတ်သက်တဲ့ကျိုးသချင်းများကိုတိခတ်ပေးရပါတယ်တပည့်သားမျိုးတို့ကြောင့်အဖြစ်မှန်ကိုသိရပါတယ်ဖေဟာစိုးရိမ်စိတ်လည်းဖြစ်နေမိပါတယ်ဖေဟာဟုတ်ဆရာတော်ကြီးကိုလျှောက်ထား၍ပြောဆိုလေတော့တယ်ကဲတကားကြီးဘာမှစိုးရိမ်မနေနဲ့ဖုန်ကြီးစီစဉ်စရာတွေကိုလုပ်ပေးမယ်လို့မိန့်ကြားပြီးတော့ဦးပစင်းကခြံကိုပတ်ပြီးတော့ပရိတ်တော်များပတ်ဖြန်းလေတော့တယ်ပရိတ်ရည်များလည်းပတ်ဖြန်းပေးလေတော့တယ်တပည့်သားမင်းများကိုလည်းလာပြေးလာကွယ်ရင်များတွင်တော့အထူးတတိလုပ်ပြီးတော့ဆရာကြီးကိုစောင့်ကြပ်မှုများပြုလုပ်ရန်မှာကြားလေတော့တယ်ဦးပစင်းမှာကြားတဲ့အတိုင်းတပည့်သားမင်းတွေကလည်းတသွေမတိန်ကိုဆောင်ရွက်ကြလေတော့တယ်ဆရာကြီးကလည်းညစဉ်စောင့်ကြပ်ကြည့်ရှုနေရတော့တယ်ဦးပစင်းရဲ့အစီအမံကောင်းမှုကြောင့်ဆရာကြီးတို့အားမြည်သူကမျှလာရောက်ခေါ်ယူမှုမရှိကြတော့ပါလာပြေးလာကွယ်များတွင်တော့ချန်ပီယံတစ်ဝိုက်ကိုခွေးဥတန်တဲ့တဲ့တော့ကြားနေရတယ်ဆရာကြီးကလည်းညစဉ်တိုင်းစောင်းကိုတိခတ်နေလေတော့တယ်တစုံတရာကိုလွမ်းဆွတ်တန်းတာနေတဲ့အရှိတယ်စောင်းတီးရင်ဖြင့်နားဆွင့်နေတတ်တယ်ခေါင်းမော်အကဲခတ်တဲ့အလည်းပြုတတ်တယ်ညစဉ်လေသာဆောင်၌တိခတ်နေမှုကြောင့်ဆရာကြီးသည်အဆုပ်အေးပတ်လေတော့တယ်အသက်အရွယ်လည်းထောက်လာတာဖြစ်တာကြောင့်ဆရာကြီးကတပည့်သားမျိုးတို့မှအထူးကြက်မှတ်ပါတော့လေဆရာကြီးကတောင်းမကြုံနိုင်တော့ပါဘဝတစ်ပါးသို့ပြောင်းလဲသွားလေတော့တယ်တပည့်သားမင်းများကလည်းဆရာကြီးကွယ်လွန်သွားသဖြင့်လွန်စွာမှငိုကြွေးရလေတော့တယ်။စောင်းချင်မောင်ပြောပြတဲ့ဆရာကြီးရဲ့ဇလန်းကတော့ဤတွင်ပြီးဆုံးသွားပါပြီ။စောင်းဆရာကြီးရဲ့ဇလန်းကတော့ရုပ်တည်တန်သည်လို့ကျွန်တော်ကမထင်ပါကြီး။စောင်းတန်ကိုလည်းအမွန်းတင်ပြီးရေးဖွဲ့၍ဇက်ကွက်များထားသည်လို့လည်းသုံးသပ်မိပါတယ်။ငါးရက်ကြီးဖျားရဲ့ဇောင်းတန်းတွင်တော့ဆွေတော်မျိုးတော်များရဲ့အုပ်ကူများရှိသည်ကတော့အမှန်ပင်ဖြစ်တယ်။ဆွေတော်မျိုးတော်ဟုထဲ့သွင်းပြောဆိုထားခြင်းမှာလည်းမကောင်းလာတဲ့အခြားဝိညာဉ်များကဆွေတော်မျိုးတော်ဖြင့်ဟန်ဆောင်ခေါ်ယူထားခြင်းလည်းဖြစ်နိုင်ခြေရှိတယ်။ကြက်ကောင်များသည်လည်းဤသို့အယောင်ဆောင်ဖန်တီးတတ်တယ်မဟုတ်ပါလားမိတို့ပဲဆိုစေငါးတက်ကြီးဖျားဝင်းကျင်တွိုက်တယ်တော့လာပြေးလောက်ွယ်ညာများတွင်တော့စောင်းတဲ့တဲ့ကြားနေရဆဲဖြစ်ကြောင်းကိုတော့လူပြောသူပြောရှိနေသည်ကတော့အမှန်ဒီဇလန်းလေးကဒီမှာရင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွေးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်